ဆောင်းတွင်းတော့မကုန်သေးဘူးကျတူမေးနဲ့နန်းပင်ကစားနေရပြီအဲ့ဒါလေးကြောင့်ပြောနေတာချစ်ချင်လိုက်ဘာဖြစ်လို့ဒီလောက်ပြောလဲဆိုပြောပြလို့တော့မရအောင်ငါရဲ့အကြိုက်အချစ်စမ်းနို့ထပြီးမှအယားနို့ထအခုဒါအလကြီးကထားသမင်းနဲ့လာဆတ်သမင်းနဲ့ဒါနဲ့တော့စားမယ်အပြည့်ဖြိုးနဲ့အပြည့်ကျတော့မကျလိုက်ရအောင်အပြည့်ကျနဲ့ဆိုရမယ်။呀，这上，这波炸来的，哎呀，我这里的，这都没了，那边那个了，啥呢呀？您这边人那不老长，你里那ထွက်ပေးတာနဲ့ဒါလေးဆိုတော့သူဟာသူလိုနဲ့လမ်းဆန်းပြီးမှပေါက်နေတာ။这上，阿麦。အခုဒါကျမသမင်းစားတယ်အပတ်ဟောလေဒီနေ့ရဒီဥဒုကောင်းလိုက်တာလေးတဖြူနဲ့စိတ်ပြဒီဥဒုအပ်လို့ချက်ချန်လို့တာရန်ပိုက်စားလာတာနဲ့တော့ယောက်ျားတော့မဆောင်နာတင်လာခုရဖတ်ကူစားရအောင်နားရအောင်ဆိုပြီးမှပြောထားတာသူကတော့မဆောင်ဘူးချန်လေးကိုမြန်ပြေးခုရောက်တာနဲ့သမီးဟင်းတွေကလည်းချက်ပြီးမှယူလာတယ်ဆိုတော့သမီးအိုးလည်းတိတ်ထားပြီအခုဒါလေးခူးပြီးမှငါမသမီးတစားမယ်ပြောစရာကောင်းတယ်ပတ်စံနဲ့ဝယ်လို့မရတယ်ပြောစရာလေးပတ်စံရှင်းတော့ဒီလိုပြောစရာတော့မရှိနိုင်ဘူးဟဲ့ငါမလို့ရှိတာဟဲ့ဒီပြောစရာလေးပြောလိုက်တယ်လေးတဖြူနဲ့ဟိုစိုက်ထားတဲ့အပြင်လေးတွေစားလို့ရပြီဆိုတော့အရမ်းမိုက်အခုငါဒါလေးခူးနင်းတော့စားမယ်အရာဘယ်လိုလုပ်လဲမနေ့ကမိုးရောင်ဆိုတော့အင်္ဂလိပ်တော့ဖတ်တော့ခုရှိနေတယ်အလုပ်တွေဒါဘီစီနေတယ်ဆိုတော့စားဖို့လေးပဲနောက်ပတ်ပြန်လာရင်တော့ဒီထက်ကောင်းပေါက်ကြီးလာမယ်ဒီလည်းနောက်ပတ်တော့ခုပေါင်းဒီတစ်ပတ်တော့လုံးဝမအောင်ယောက်ျားကိုညီရမယ်ဆိုတော့ဒီပျော်ရွှင်မှုကတချမ်းလုပ်တဲ့လူတွေစီမှာပဲရှိတယ်ရမဆက်ခုလိုက်မှပြင်ထနေတော့စားလို့